အားလုံးပဲမင်္ဂလာပါကျွန်တော်ဖန်ဟိုပါဒီနေ့မှာတော့ Minecraft Day တရားဗီဒီယိုလေးတင်ပေးမှာဖြစ်ပါတယ်အားကြောင့်ကျွန်တော်လည်းအတူဗီဒီယိုလေးကိုလိုက်ကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်အဲ့ဆိုပထမဆုံးတပင်ရှားမယ် Minecraft အစားဆိုဟိုမှာတပင် Okay တွေ့ပါပြီတပင်ရင်ခုံမယ် Day 1မှာဆိုတော့တပင်လည်းခုတ်ပြီးဆိုတော့နောက်တစ်ခုကမိုင်းတူးကိုပဲကျွန်တော်ညမိုင်းမတူးခင်အစားစာရင်းချက်အောင်မယ်စားစာရင်းလောက်အောင်မချက်အောင်မတော့ဖြစ်တယ်တပင်ကဒီလောက်နဲ့ဆိုရလားဆိုရလောက်ပါ credit တွေပဲလုံးမှာအဲ့နေကို credit တွေပဲဘယ်လိုလုပ်ရတာလဲဒီမှာမစောရကြတော့ Minecraft တောင်မေးကုန် Okay အဲ့လိုလုပ်ရတယ်ကဲအဲ့ဆိုရင် credit တွေပဲလည်းရပြီဆိုတော့ toss ကလေးနှစ်ခုလောက်တော့လုပ်တင်တယ် toss လုပ်ပြီဆိုရင်အဲ့ဆို toss ရပြီဆိုတော့ credit တွေပဲချပြီးရင်ဒီထဲမှာအဓိကလိုရတဲ့ is crab မယ်ပြီးရင် bucket crab မယ် bucket လို့ခေါ်လား basket မဟုတ် bucket လို့ခေါ်မှမသိဘူးဒါမှမပြောတော့အဲ့ဆိုပြီးရင်ကြာရင်နောက်ထပ်အကောင့်တွေကိုဆက်တက်မယ်ဒုတိယတစ်ကောင်လည်းတက်ပြီးပြီ Day 1 တညလုံးမိုင်းပဲတူးလိုက်ပါတယ်တကယ်ပြောရရင်မနေ့ကတညလုံးကျွန်တော်မိုင်းပဲထိုင်တူးနေရပါဗျာဒီနေ့ဆိုရင်တော့ Day 2ပေါ့ဗျာကဲ inventory ထဲမှာလည်းကြည့်လိုက်တလားအဲ့မနေ့ကမိုင်းပဲထိုင်တူးနေရဆိုအတိတိုင်းအဲ့လိုရနေပြီဆိုရင်ကဲအခုတော့တိုးနှစ်ကောင်တော့တက်ပြီးပါပြီဗျာနောက်ဆက်တစ်ကောင်ဆိုရင်အဲ့ရလုပ်လို့ရပြီ Day 2ဆိုပြေးလို့ရပြီဘာလို့လဲဆိုတော့ကျွန်တော်ထဲမှာပစ္စည်းတွေလည်းအလုံးလောက်ရှိပြီတစ်တွေလည်းခုတ်ထားပြီးဆိုတော့အကုန်လုံးလုပ်လို့ရပါပြီအခုလိုတော့ဆိုလို့အစားဆိုင်ရင်အာယုံရမယ်လို့တော့ရယ်အာယုံကတော့ဘယ်မှလည်းမတည်ပေမဲ့စားဆိုင်ရတော့ရအောင်ရှာမှာပဲဟာဆီအိုက်စကေးပဲကဲဆီအိုက်ရဲ့စကေးဒီကောင်ဘယ်လိုလိုက်တယ်မှာပါလဲပြီးရင်လို့မကြွတော့ခတ်တယ်အဲ့မှာကျွန်တော်ပြားအောင်ရိုက်မိပြီးပြေးရပါသေးတယ်နောက်ကနေပြားရီလိုက်လာပြီဗျို့ကဲကျွန်တော်တမင်ရိုက်တာမဟုတ်ပါဘူးမတော်တဆရိုက်မိသွားပါဗျာအဲ့ဒါနဲ့ပြားအောင်ထီပြီးနောက်ကနေပြားပတုံးနေလိုက်တာဘယ်လိုခေါ်မလဲပြားရီပေါ့မရှိတော့မလိုက်တော့ဆိုပေါ့အမြင်တက်မှာစားစာရတော့ကမလုံးလောက်သေးဘူး Okay ကျက်တကောင်တက် Oh this chicken Oh Mr. Sheep ကျွန်တော်ဘယ်လိုဆော့အမြဲတမ်းရှိနေပဲတွေ့ပါတယ်ကျွန်တော်ဆော့ရင်တိုးကမရှားပါဘူးဗျ Minecraft ထဲမှာဆိုရင်အဲ့နဲ့ကျွန်တော်နွားရည်လည်းလိုက်တက်ခဲ့ပါတယ်အမှကြည့်ဗျာမနေ့ကကျွန်တော်တညာလုံးတူးနေတာဒီအာယုံတွေကိုမတွေးခဲ့ဘူးကျွန်တော်အမှအာယုံတွေတွေးခဲ့တာအဲ့နဲ့ကျွန်တော်အာယုံတူးရတာနဲ့ဗျာချစ်မဲအာယုံတွေအကုန်တူးပလိုက်တယ်ဟုတ်ပါတယ်ကျွန်တော်အာယုံတွေအများကြီးရခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်မှာခိုးတစ်ခုမှမရှိဘူးအာယုံနေတူးရဲ့နောက်မှာတော့ကျွန်တော်နောက်ထပ်ခီးထပ်ပြီးတော့နေလာခဲ့ပါတော့တယ်အဲ့နဲ့ကျွန်တော် Day 2 ညမှာဂူအောင်ခဲ့ပါတော့တယ်ဂူထဲမှာပဲနေခဲ့ရပါဗျ
ပြင်နဲ့ရှောင်းထွက်ခဲ့ပါဦးဒီထဲမှာရှိတဲ့အာယုံလေးတွေဗာလေးတူးခဲ့ပါတယ်အမှကျွန်တော်ဟိုဘက်ကိုဆက်စုခြင်းစိတ်တွေပေါ်လာဗျအဲ့ဒါနဲ့ဒီဘက်အပေါက်ကိုဖွင့်ပြီးတော့တွားခဲ့တာပဲတို့ဒါဆက်ကြည့်လိုက်တော့ oh no oh မြင်မြင်အောင်မမြင်မြင်အောင်မပြန်ကောင်းတာဗျအဲ့မှာကျွန်တော်ဘာမှမဖြစ်ခဲ့ပါဘူးဘာမှမဖြစ်ခဲ့တယ်လို့အမှဘာစုံမီနဲ့မှမတိုက်ခိုက်ရခဲ့ရပါဘူးအညာကဲအခုကျွန်တော်2ရက်ပြေသွားပြီ2ရက်ပြေသွားပြီဆိုတော့ကျွန်တော်အမှ2ရက်ပြေသွားပြီဆိုတော့အခုကျွန်တော်ရှာကျွန်းဘက်ကိုသွားရခုနကကျွန်တော်နေခဲ့ရကျွန်းတေးလေးမှနေခဲ့ရအခုကနောက်ထပ်ကျွန်းတစ်ခုကိုဆက်သွားတာကဲခုနကဘရိုမြင်လိုက်လာတော့မတည်ဘူးဒီမှာကြည့်ပါကျွန်တော်ရဲ့ဒီမှာဟဲမက်တစ်ခုပဲလို့တော့ရယ်အာယုံဖူးပါမှာပြုတ်မနေ့ကအာယုံနေအများရတာဒီမှာအာယုံနှလုံးပို့တယ်ခိုးရည်လည်းတူးထားတယ်ဒီမှာကော်ဘတ်စတုံးတွေရောအကုန်ရှိတယ်အခုဝါတာဘက်ကတ်တွေပါလောက်ထားတယ်ကျွန်တော်နောက်ထပ်အဆင့်တစ်ခုတက်ဖို့ပဲလို့တော့ရယ် let's go နောက်ထပ်ဒီ oil ဆက်တူးမယ်ရောဟိုဘက်တွေတူးရများနေဆိုတော့ဒီဘက်ကိုလည်းနဲ့ဆက်တူးမယ်တကယ်ပြောရင်ကျွန်တော်တူးလာတာအများကြီးရှိပြီဗျအခုဆိုရင် day 5လောက်ထိရောက်ပြီထင်တယ်ကျွန်တော်ကတော့ day 5လောက်ရောက်ပြီထင်တယ်အဲအကြောင်းဒီအောက်မှာဘာမှမရှိဘူးကျွန်တော်တည်ရအဲအကြောင်းဒီမှာဆက်သွားရင်းနဲ့မှာကျွန်တော်တွေ့တာကျွန်တော်ဒီမှာကြိုက်တူးနေရဗျအဲ့မှာဒိုင်းမုံကိုတွေ့ပါတယ်ဒိုင်းမုံကိုတွေ့ရတယ်ကျွန်တော်လည်းပျော်ပြီးတော့ဒိုင်းမုံကိုချစ်ချင်းကောက်တူးပါတယ်အရင်ဆုံးကျွန်တော်စဉ်းစားလိုက်တယ်မတူးဘူးကျွန်တော်အဲ့လိုတူးရင်းနဲ့လာဗိုင်ထွက်လာမှာဆိုလို့ဆိုပြီးဒီဘက်ကိုအရင်စစ်ဆေးတယ်ဘာလာဘာမှမရှိဘူးမတိကျလို့ထပ်ပြီးတော့ပိုးစစ်ဆေးလိုက်တယ်ဘာမှမရှိဘူးတကယ်နောက်ထပ်ဒိုင်းမုံတစ်လုံးအောင်ဆက်တူးလိုက်တယ်အဲ့နဲ့ဒိုင်းမုံနေဆက်တူးပါတော့တယ်ဒိုင်းမုံနေဆက်တူးရင်းနဲ့မှာအဲ့နဲ့ကျွန်တော်ဒိုင်းမုံတွေတူးပြီးရဲ့ချိန်မှာတော့နောက်ထပ်ဒိုင်းမုံတွေဆက်တူးရအဲ့အကြောင်းထပ်တူးတယ်ဒါပဲလားလို့ဆက်ကြည့်နေတဲ့အချိန်မှာတကယ်ကြီးဒါပဲအဲ့နဲ့ကျွန်တော်လည်းဆက်မရှာတော့ဘူးဗျပြမနေဆိုပြီးအောက်ကိုဆက်တူးတယ်အဲ့ဒါတွေးလိုက်တာ oh shit bro